ကဲမေးရချစ်တဲ့မေးဖန်တွေအားလုံးပဲမင်္ဂလာပါလို့နော်အားလုံးပဲမင်္ဂလာပါခလားအခုမေးဘာလုပ်နေလဲဆိုတော့မေးဝတ်သားချက်နေပါတယ်လို့နော်မေးဝတ်သားချက်နေပါတယ်လားဝတ်သားမြင်တဲ့အတိုင်းပဲဗျာနော်မိုးအေးလေးနဲ့တော့ဝတ်စင်ကစောက်နေတယ်လားမေးဝတ်စင်စောက်ခြင်းနဲ့မေးဝတ်သားချက်နေပါတယ်လို့ဝတ်ကလေးတွေလည်းထားရင်းနဲ့ပေါ့နော်ဒီမှာဝတ်သားကိုမေးအောက်အိုးလေးနဲ့ချက်တာလို့လားအောက်အိုးလေးနဲ့နော်ကြာကြာနာနာရှဲကိုင်းမှာဖြစ်ပါတယ်ကဲမေးကိုလိုက်ပေးတဲ့ပေးကောမရေးရှယ်ပေးလို့လားမေယူချစ်တဲ့မေရဲ့ဖန်တွေအားလုံးပဲနော်ကဲမိုးလေးရလဲရွာဗျာမိုးလေးရဖြူဖြူနဲ့လားမိုးအေးလေးနဲ့ပေါ့ဗျာနော်ကဲမေစားမယ်တောက်မယ်မေချက်မယ်ပေါ့ဗျာနော်ကဲအခုဝက်တွေလည်းအစာကျွေးပြီးသွားပြီဆိုတော့မေနည်းနည်းအလုပ်တော့နည်းနည်းရှုပ်သွားတာပေါ့ဗျာတယောက်တည်းတော်တော်လဲအဲ့ဒါပတ်သက်လို့မေဒီနေ့ဝတ်သားရင်းနဲ့ထမင်းစားပြမှာဖြစ်တယ်လို့နော်အားလုံးပဲကြည့်ချူအပိကြပါအောင်လို့မေမြေတားရခံပါလေကဲမေရဲ့ဝတ်သားအိုးရအခုဆိုလို့ရှိရင်တော်တော်လေးကိုစားကြည့်တဲ့ဘွယ်ဖြစ်နေပြီလို့လားကဲမေရဲ့လေးရကိုမှစားကြည့်နေဆိုတဲ့ညီကိုမောင်နှမတွေအားလုံးပဲလိုင်းမောကနေပြီးတော့ကြည့်ရှုပေးတဲ့ညီကိုမောင်နှမတွေတူကြည်တန်းကိုလည်းမေအထူးကျေးဇူးတင်ပါတယ်လို့နော်ဝတ်သားချက်တယ်ဆိုတာကိုဘလို့ပုံစံမျိုးလဲဆိုတာကိုလည်းမေတစ်ခုချင်းရိုက်ပြမယ်လို့နော်ကဲကြည့်လိုက်မြင်တဲ့အတိုင်းပဲနော်ရှယ်ပဲနော်အောင်မီလေးနဲ့ချက်တာနော်အောင်မီလေးနဲ့ကဲမေတို့ကတော့အမြဲစားနေတဲ့ဝက်သားဖြစ်ပါတယ်လို့နော်ကဲချီရှုပေးတဲ့အတွက်လည်းပဲတူတယောက်ချင်းဒီတိုင်းကိုမေကျေးဇူးအထူးတင်ပါတယ်လို့နော်ကဲအားလုံးပဲမေရချစ်တဲ့မေရဖန်အားလုံးပဲဘိုင်ဘိုင်လို့နော်ရှယ်ပဲနော်ပြုံးစုရာကိုပြယူလာလားချီပြုံးစုရဲသူရဲဆိုရင်ပုံနေပြီလားချီတကယ်ဆိုရင်ရမလာပြီမေကွေချစ်တတ်တဲ့အသေးတို့မောက်မရှိရေမုံရင်လေးမုံလိုက်တို့ကွေကဲဝတ်သားလေးနဲ့မိုးအေးလေးနဲ့ကတော့တွေ့ရောဗျာနော်ကိုကလည်းကောင်းတယ်ဗျာရွာချက်ကအယိုးတော့ရှယ်ပဲမရဝတ်သားဦးတစ်ချက်ပြအောင်မလားဝတ်သားရုံကြီးလက်တီးစုပ်တဲ့ချက်စီပြောင်းဝတ်တနီလောင်ဝတ်သားရုံကြီးလက်တီးစုပ်တဲ့ဟေးလာလီ